ဖေတို့ချမ်းလို့ဘာကြောင့်ခေါ်ရလဲအားလုံးပဲမင်္ဂလာပါကလောလက်ပါမှာပြင်နေကြည့်စုပါရယ်ခင်ကတော့ခန္ဓာလေးပဲဖြစ်ပါတယ်ကလောမျိုးလို့ပြောလိုက်တာနဲ့အေးချမ်းတဲ့ရာသီဥတုလာပါရဲ့တိုးတောင်ရှုခင်းနေနဲ့တန်ခင်းကြီးတွေကိုလူတိုင်းတတိယကြမှာပါဒါပေမဲ့ဒီနေ့ခင်ခေါ်သွားမယ့်နေရာကတော့သဘာဝအလားတရားတစ်ခုရဲ့ကြောင့်ပြင်နေကြီးတာမဟုတ်ပါဘူးအဖေတိုးချမ်းဆိုတဲ့နာမည်လေးရဲ့နောက်ွယ်မှာအတိတ်တွေရှိတဲ့ဇလန်တစ်ပုတ်လေးရှိနေပါတယ်ဒီနာမည်ကိုဘာကြောင့်အဖေတိုးချမ်းလို့ပေးခဲ့တာလဲဘလို့ရည်ချက်တွေနဲ့ကြောင်ခဲ့တာလဲပြီးတော့ဒီနေရာကဘာကြောင့်ကလေးကိုလာတဲ့ခရီးသွားတွေမဖြစ်မနေလာရောက်လေတက်ကြတဲ့နေရာတစ်ခုဖြစ်တာလဲဒီအကြောင်းအားလုံးကိုဒီဗီဒီယိုထဲမှာသင်ကတစ်ဆင့်ချင်းစီလိုက်လံတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်ဒါဆိုရင်အဖေတိုးချင်ရဲ့လာပါရဲ့ဘာဝလာတရားတွေနဲ့နောက်တွေကစိတ်ဝင်စားဖွယ်ရာတမိုင်းကြောင့်ကိုသင်တဲ့အတူတူတွားရောက်လေ့လာကြည့်လိုက်ရအောင်နော်အဖေတိုးချင်ကိုဘယ်လိုတွားရမလဲအခုဆိုရင်အဖေတိုးချင်ရဲ့နောက်ခံကြောင်းကိုလေ့လာဖို့သင်ဖြစ်နေပြီဆိုတော့အရင်ဆုံးဒီညောင်ကိုဘယ်လိုတွားရမလဲဆိုတာကိုပြပြချင်ပါရဲ့ဖြစ်အဖေတိုးချင်ကိုတွားမယ်ဆိုရင်ကလောမျိုးရဲ့ပြောင်းစုလမ်းမကြီးပေါ်မှာရှိတဲ့ကလောစာတာကြီးမှာတိမ်အောင်မှုအတွင်ကိုဝင်ရောက်ရမှာဖြစ်ပါတယ်အဲ့ဒီလမ်းအတိုင်းဆက်လက်မောင်းနေလာတဲ့အခါ City View အဖေတိုးချင်တဲ့တောင်မင်းကြီးခုံပြားတို့ကိုညွှန်ပြထားတဲ့လမ်းညွှန်ဆိုင်ဘုတ်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့ဒီကနေအဖေတိုးချင်လမ်းညွှန်အတိုင်းဆက်လက်သွားလိုက်ရင်မနောလာတောင်မုတ်ဦးတွေကိုဝင်ရောက်ရမှာဖြစ်ပါရဲ့ရှင်မုတ်ဦးတွေကနေဆက်လက်မောင်းနေလာရင်10မိနစ်ခန့်အတွင်းအဖေတိုးချင်ကိုရောက်ရှိနိုင်ပါရဲ့လမ်းတစ်လျှောက်မှာတဘာဝတောတောင်ကြီးချင်းနဲ့လေကောင်းလေတန်းကိုခံစားရတာကလည်းဒီခရီးရဲ့အရသာတစ်ခုပါပဲဒီနေရာမှာကားနဲ့လာရောက်မယ်ပြီးသွားတဲ့အတွက်တတိပြုစေခြင်းနဲ့အချက်လေးတစ်ခုရှိပါတယ်အဖေတိုးချံကိုတက်တဲ့လမ်းဟာတလန်းသွားဖြစ်တဲ့အတွက်အတက်ကားနဲ့အစင်ကားတွေညနေချင်းဆိုင်မတော်ရအောင်လမ်းကိုထိမှန်ထားပါတယ်ဒါကြောင့်အဖေတိုးချံဆိုင်ပုံမှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကိုကြိုတင်ဆက်သွယ်ပြီးလမ်းအခြေအနေကိုမေးမြန်းပြီးမှဆက်လက်မောင်းနေပေးဖို့ကိုလည်းမြစ်တာရက်ခံချင်ပါတယ်ရှင်ဒီလိုလေးလိုက်နာပေးမယ်ဆိုရင်ကိုယ်တိုင်လေးအနေနဲ့ကြီးနဲ့ကြီးသွားနိုင်လို့အခြားကြီးသွားရဲ့အတွက်လည်းပုံမှုအဆင်ပြေမှာဖြစ်ပါရဲ့ရှင်ဒါဆိုရင်အဖေတိုးချံကိုဘယ်လိုတွားရမလဲဆိုတာသိပြီးပြီလို့နောက်တစ်ပိုင်းမှာအဖေတိုးချံဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့တယ်လဲဘယ်လိုရည်ရွယ်ချက်နဲ့တည်ထောင်ခဲ့ရလဲဆိုတာကိုဆက်လက်လေ့လာသွားကြရအောင်ရှင်အခုဆိုရင်အဖေတိုးချံကိုဘယ်လိုတွားရမလဲဆိုတာသိပြီးဆိုတော့ဒီလာပါရဲ့နေရာလေးဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့ရလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်လိုက်ရအောင်ရှင်အဖေတိုးချံကို2021ခုနှစ်တပုတ်ရဲလာပြည့်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါရဲ့ရှင်ဒီနေရာကိုတည်ထောင်သူကတော့ဦးတန်ထွန်မိသားစုပဲဖြစ်ပါရဲ့ရှင်ဒါပေမဲ့ဒီနေရာကိုဖွင့်လှစ်ခဲ့တာကပြီးသွားရင်လာရောက်တဲ့ပုံနဲ့ကိုပန်းချီကိုအတွက်ကမဟုတ်ပါဘူးဒီထောင်သူရဲ့ရည်ရွယ်ချက်ကတော့ကလောမျိုးကိုပုံမစီကားဖွင့်ပြလာဖို့နဲ့ကလောကိုလာရောက်တဲ့ပြီးသွားဧည့်သည်တွေတဘာဝအလားတရားတွေကြားမှာသိအင်းကျန်းစွာမားယူနိုင်တဲ့နေရာတစ်ခုဖန်တီးပေးချင်တာပဲဖြစ်ပါရဲ့ရှင်ဒီနေရာရဲ့ထူးခြားချက်တစ်ခုကတော့ဖေတိုးချံအတွင်းမှာရက်တီသားများကိုနောက်ထပ်ခြင်းမရှိပါဘူးအဲ့ဒီလိုဘာကြောင့်စီစဉ်ထားလဲမေးကြည့်တဲ့အခါဒီကောင်တွေကဒီညကိုလာရောက်သူအများကြီးကမိသားစုတွေအမျိုးသမီးတွေနဲ့ကလေးငယ်တွေဖြစ်တာကြောင့်ရိုင်းစိတ်ကြတာကအေးအေးချမ်းချမ်းအများကြီးနိုင်တဲ့ပတ်ဝန်းကျင်လေးတစ်ခုဖန်တီးပေးချင်တာဖြစ်လို့ပြပြခဲ့ပါတယ်ဒါပေမဲ့ခီးသွားဧည့်သည်တွေအနေနဲ့ကိုရိုင်းဝယ်လာရဲ့ရက်တီသားတွေကိုဒီကန်းချက်နဲ့အညီယူဆောင်လာနိုင်ပါရဲ့ရှင်ဒါပေမဲ့ခင်အတွက်တော့ဒီနေရာရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ဒီတိုးချန်ဆိုတဲ့နာမည်လေးရဲ့နောက်ပိုင်းမှာအမိုင်းဆက်လက်လေးဖြစ်ပါရဲ့ရှင်အဲ့ဒီအကြောင်းကိုတော့နောက်တစ်ပိုင်းမှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်အခုဆိုရင်ခင်အတွက်ဒီတိုးချန်ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်ရှိလို့လာပါပြီရှင်အဲ့ဒါကတော့ဘာကြောင့်ဒီနေရာကိုအဖေတိုးချန်လို့နာမည်ပေးခဲ့ရလဲဆိုတဲ့မိကုန်းမှာဒီမိကုန်းကိုခင်ကိုရိုင်းရဲ့ထောင်သူကိုပြင်းပြင်းကြည့်တဲ့အခါခင်လုံးဝမမျှော်လင့်ထားတဲ့အဖြစ်တစ်ခုကိုကြားခဲ့ရပါတယ်။ဒီထောင်သူကဒီလောကမှာအမေရိရဲ့မြတ်တာနဲ့ကျေးဇူးကိုဂုဏ်ပြုတဲ့အရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့မိသားစုအတွက်ဒီတစ်စိတ်ရုံးကန်ပြီးရဲ့အဖြစ်တွေအတွက်ဂုဏ်ပြုမှုတွေကနေပါနေတယ်လို့ခံစားမိပါတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီခံစားချက်ကြောင့်လောကမှာရှိတဲ့ဒီတိုင်းကိုဂုဏ်ပြုတဲ့အမတ်တရားအနေနဲ့ဒီနေရာကိုအဖေတိုးချန်တော့အမိပေးခဲ့တာဖြစ်ပါရဲ့ရှင်။နာမည်လေးကရိုးရိုးလေးဖြစ်ပေမဲ့အဲ့ဒီနာမည်ရဲ့နောက်ပဲမှာတော့မိသားစုအတွက်မောပန်းစွာစူးစမ်းပေးနေတဲ့အဖေတိုင်းအတွက်လေးစားမှုကျေးဇူးတင်မှုနဲ့ဂုဏ်ပြုမှုတွေပါဝင်နေပါတယ်။ဒီအကြောင်းကိုသိလိုက်ရတဲ့အချိန်မှာခင်အတွက်အဖေတိုးချန်ကလာပါရဲ့တဘာဝရှိခြင်းတွေရှိတဲ့
နေရာတစ်ခုတဲ့အတိတ်ပဲရှိတဲ့ဇလံတစ်ပုဒ်ကိုသိဆောင်လာတဲ့နေရာတစ်ခုလို့ပိုပြီးခံစားမိပါရဲ့ရှင်ဒီလိုမမြင့်တဲ့ရွယ်ချက်နဲ့တည်ထောင်ထားတဲ့အဖြစ်တိုးချက်ဟာကျမကအောင်မြင်ပြီးပြီးသွားဧည့်သည်ရဲ့ဖြစ်စဉ်အားပေးမှုကိုလည်းဆက်လက်ရရှိပါစေလို့သင်ကနေတော့ဆုတောင်းပေးလိုက်ပါရဲ့ရှင်ဒါဆိုရင်အဖြစ်တိုးချက်ကိုရောက်လာတဲ့အခါဘာတွေကိုမြင်တွေ့နိုင်မလဲဘာတွေကိုအတွေ့အကြုံယူနိုင်မလဲဆိုတာကိုနောက်တစ်ပိုင်းမှာဆက်လက်ကြည့်ရှုလိုက်ရအောင်ရှင်အခုဆိုရင်အဖေတို့ဆက်ရဲ့နောက်ခံသမိုင်းကြောင်းနဲ့နာမည်ပေးရတဲ့အတိတ်တွေကိုသိရှိပြီးပြီဆိုတော့ဒီနေရာကိုရောက်လာတဲ့အခါဘာတွေကိုအတွေ့အကြုံယူနိုင်မလဲဆိုတာကိုလည်းစက်ပြီးလေ့လာကြည့်လိုက်ရအောင်ရှင်အဖေတို့ချံကိုရောက်လာပြီဆိုရင်ဒီနေရာရဲ့အမတ်အသားဖြစ်တဲ့တိုးလေးတွေနဲ့အတူအမတ်တရားတပ်ပုံများရိုက်ကူးနိုင်ပါတယ်တိုးလေးတွေကိုအနီးကပ်တွေ့ရပြီးသဘာဝဆန်တဲ့အတွေ့အကြုံကိုရရှိတာကလည်းဒီနေရာရဲ့ဆွဲဆောင်မှုတွေကတစ်ခုပါပဲဓာတ်ပုံရရတာကိုနှစ်သက်သူတွေအတွက်တည်ပြင်းလာတဲ့မီကိုပန်းချင်းကြီးဟာအလားဆုံးဓာတ်ပုံရခြင်းတွေကတစ်ခုဖြစ်ပါတယ်။ပန်းရောင်စုံတွေအလယ်မှာရိုက်ကူးထားတဲ့ဓာတ်ပုံတိုင်းဟာအမတ်တရားကောင်းတစ်ခုအဖြစ်ကျန်ရှိနေမှသိထားပါရဲ့ရှင်။အဖေတိုးချန်ရဲ့ view point ကနေကြည့်နေဆိုရင်ခေါင်းရဒီမှာနည်းနည်းကျော်အိုးစီတောင်ဘက်ကတင်ပြနေစုကိုလည်းခံစားနိုင်ပါရဲ့။သဘာဝတရားကိုသိမြင်သူတွေအတွက်ကတော့ဒီနည်းဟာစိတ်ကိုအေးချမ်းစေတဲ့အခြေအနေတစ်ခုဖြစ်လာမှာပါ။အဖေတိုးချံကိုရောက်လာရင်ဒီချံမှာဆက်ပြိုထုတ်လုပ်ထားတဲ့ဒီလိုကော်ဖီတစ်ကိုလည်းဒီချံကြည့်ဖို့အကြံပြုချင်ပါတယ်။အင်းညာရဲ့ယာဒီဥတုနောက်ပါရဲ့တောင်ထဲရှုပ်နေတဲ့ကော်ဖီတစ်ခွက်ဒီလိုအချိန်လေးကတော့ဒီအချိန်ကိုပိုပြီးအမတ်တရားဖြစ်နေမှာပါ။ဒါအပြင်အင်ဂျင်ချိန်မှာအမတ်တရားလက်ဆောင်တစ်ခုယူသွားချင်နေဆိုရင်အဖေတိုးချံမှာဆက်ပြိုထားတဲ့တန်ပြိုမျိုးကိုလည်းဝယ်နိုင်ပါရဲ့ရှင်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ကလောမျိုးရဲ့တဘာဝအလားတရားတွေကြားမှာတည်ရှိနေတဲ့အဖေတိုးချက်ရဲ့နောက်ခံသမိုင်းကြောင်းနဲ့ထူးခြားတဲ့ရည်ရွယ်ချက်အကြောင်းပဲဖြစ်ပါတယ်။တကယ်လို့သူကြီးမင်းတို့အနေနဲ့သဘာဝတောတောင်ရှိသေးနေတန်ခင်းလှလှလေးတွေတိုးလေးတွေနဲ့အမတ်တရားတွေဖန်တီးခြင်းနဲ့အင်းညာရဲ့ရာသီဥတုအောက်မှာချန်ထွက်ကော်ဖီစစ်တစ်ဖက်ကိုတောက်ပြီးကျန်းပြည်နယ်ရဲ့အမွေသက်လေးတွေကိုခံစားခြင်းနဲ့ဆိုရင်အဖေတိုးချက်ကိုတစ်ခါလောက်တော့အရောက်လာလေဖို့ပြေခေါ်ချပါရဲ့ရှင်။ကလုံးမျိုးရဲ့နောက်ခံသမိုင်းကြောင်းတွေစိတ်ဝင်စားဖွယ်ရာကြီးသွမ်းနေရာတွေနဲ့ဒေသဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ကြည့်နေဆိုလို့ရှိရင်ကလောဘဘာ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တကူကြောက်ချင်းတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုအသစ်မှာပြန်လည်တွေ့ဆုံကြမယ်နော်ဘိုင်ဘိုင်ပါ